Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကလေးတွေသင်ယူနေကြတဲ့ Scratch ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Scratch ဆိုတာက programming language တစ်ခုပါအဲ့ဒါကိုကလေးတွေနားလည်အောင်ရှင်းပြရမယ်ဆိုလို့ရှိရင်နေ့စဉ်ဘဝမှာဖေဖေတို့မေမေတို့နဲ့ဆက်သွယ်တဲ့အခါမှာစကားပြောတဲ့ spoken language ကိုသုံးတယ်တကယ်ချင်းနေနဲ့စကားပြောတဲ့အခါမှာဒီ spoken language ဖြစ်တဲ့ English ဒါမှမဟုတ်လို့ရှိရင်မြန်မာအဲ့လိုမျိုး language တွေကိုသုံးပြီးတော့စကားပြောကြတယ်ဒီလိုမျိုးစကားပြောကြရဲဆိုတာကတယောက်နဲ့တယောက် communicate လုပ်ဖို့အတွက်ဆက်သွယ်ဖို့အတွက်ပြောကြတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးပဲ Scratch ဆိုတာကကြတော့သူကဒီ computer နဲ့လူနဲ့ကိုဆက်သွယ်ပေးတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်အတိအကျပြောရမယ်ဆိုလို့ရှိရင်ဒီကွန်ပျူတာထဲမှာရှိနေတဲ့ဒီ sprite လို့ခေါ်တဲ့ဒီကြောင်လေးတွေဒီအကောင်လေးတွေနဲ့လူနဲ့ကိုဆက်သွယ်ပေးတဲ့ language တစ်ခုဖြစ်ပါတယ်အဲ့ဒါကို programming language လို့ခေါ်တယ်ကွန်ပျူတာနဲ့လူနဲ့ဆက်သွယ်ပေးတာကို programming language လို့ခေါ်တယ်အဲ့တော့ဒီကြောင်လေးကိုအခုဒီ screen ပေါ်မှာရှိနေတဲ့ကြောင်လေးကိုကခိုင်းခြင်းနဲ့စကားပြောခိုင်းမယ်လမ်းလျှောက်ခိုင်းမယ်အယောင်ပြောင်းခိုင်းမယ်စသဖြင့်ကိုကြိုက်တဲ့ကိုသူ့ကိုကခိုင်းမယ်မြောင်လို့អော်ခိုင်းမယ်အဲ့လိုမျိုးဟာလေးတွေကိုကြိုက်တယ်လို့ခိုင်းလို့ရပါတယ်အဲ့လိုမျိုးအရာလေးတွေကိုခိုင်းဖို့အတွက်ဒီကြောင်လေးနားလည်တဲ့ဘာသာစကားကိုသုံးရမယ်ဆိုရင်ဒီကြောင်လေးနားလည်တဲ့ဘာသာစကားကဒီ block လေးတွေပေပတ်ချမ်းမှာရှိနေတဲ့ block လေးတွေဖြစ်ပါတယ် block လေးတွေကိုအယောင်လေးတွေနဲ့ category လေးတွေခွဲပြီးတော့ဖော်ပြထားပါတယ်အဲ့တော့ဒီကြောင်လေးကိုဆက်စအဆုံးခိုင်းမယ်ဆိုလို့ရှိရင်ကိုကဒီ events လေးတစ်ခုဖြစ်သွားဖို့ကိုကဒီဖြစ်ရလေးတစ်ခုဖြစ်သွားဖို့ကိုကအရင်စတင်ဖို့လိုပါတယ်အဲ့တော့ user ကနေပြီးတော့နှိပ်လိုက်မယ်တခုခုကိုနှိပ်လိုက်မယ် green flag ကိုနှိပ်လိုက်မယ် space key ကိုနှိပ်လိုက်မယ်အဲ့လိုမျိုးဖြစ်ရက်ကိုစတင်လိုက်တဲ့အခါမှာသူကနေပြီးတော့ဒီ program ကိုအလုပ်လုပ်မှာဖြစ်ပါတယ်အခုအလွယ်ကူဆုံးဖြစ်တဲ့ one green flag click လေးကိုရွေးလိုက်ပါမယ်အဲ့တော့ green flag လေးကိုနှိပ်လိုက်မယ်ဒီအလန့်အစိမ်းရောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်သူ့ကိုဘာလုပ်ချင်တာလဲသူ့ကိုလမ်းလျှောက်ခိုင်းစေချင်တာ okay လမ်းလျှောက်ခိုင်းစေချင်တာဆိုရင် move 10 step ကိုရွေးလိုက်မယ်ပြီးရင်လမ်းလျှောက်ပြီးရင်သူ့ဘာလုပ်ခိုင်းမလဲဆိုရင်အယောင်ပြောင်းခိုင်းမယ်အယောင်ပြောင်းပြီးသွားရင်သူ့ကိုညောင်လို့អော်ခိုင်းမယ်စသဖြင့်သူ့ကိုလှုပ်စေခြင်းတဲ့အရာတွေအစဉ်စဉ်ကိုရေးပြီးတော့ program ရေးပြီးတော့ခိုင်းတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီမှာအခုဒီကြောင်လေးကိုခိုင်းတော့မယ်ဆိုတော့ဒီကြောင်လေးစတင်အလုပ်လုပ်ဖို့အတွက် green flag ကိုနှိပ်ပါမယ်။အဲ့တော့ဒီကြောင်လေးကရွေ့သွားတယ်အယောင်ပြောင်းသွားတယ်မြောင်လို့អော်သွားတယ်ဒါပေမဲ့ဒီ program ကို run လိုက်တဲ့အချိန်ကအရန်ကိုတိုးတောင်းလို့တော့ခလေးတွေအတွက်မမြင်သာတာမျိုးဖြစ်နိုင်ပါတယ်အဲ့ခါကျတော့ကိုက weight block လေးတွေထည့်ပြီးတော့ပြန်ပြီးတော့ run ပြလို့ရပါတယ်လမ်းလျှောက်တယ်အယောင်ပြောင်းတယ်မြောင်လို့អော်တယ်ဒီဖြစ်ရက်တွေကိုသူတဆင့်ချင်းစီလောက်သွားတာကိုတက်တက်ကွယ်ကွယ်မြင်ရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ခလေးတွေသင်ယူနေကြတဲ့ Scratch ဆိုတာကဒီကွန်ပျူတာထဲမှာရှိနေတဲ့ဒီအကောင်လေးတွေ sprite လေးတွေကိုလှုပ်စေခြင်းနဲ့အရာတွေကို block လေးတွေရေးပြီးတော့ခိုင်းစေတဲ့ programming language တစ်ခု block based programming language တစ်ခုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်